ဟုတ်ကဲ့ဒီမှာမိတ်ဆွေတွေအတွက်အကျိုးရှိစေမယ့်အရာလေးတစ်ခုကိုကျွန်တော် sharing လုပ်ပေးသွားချင်ပါတယ်ယနေ့ခေတ်က IT ခေတ်ရောက်ပြီဆိုတော့ပေါ့နော်လူတိုင်းကွန်ပျူတာနဲ့မစိမ့်မှုပေါ့နော်ဒါပေမဲ့တစ်ခါလေကြားလို့ရှိရင်ကျွန်တော်တို့ကွန်ပျူတာတွေကိုကိုမကျွမ်းကျင်တဲ့အရာပိုင်းတွေရှိတဲ့အခါမှာfull access နဲ့ကျွန်တော်တို့ remote desktop application တွေဖြစ်တဲ့ AnyDesk တို့ဒီစင်တူယိုမာ application တွေနဲ့ကိုကွန်ပျူတာကို full access လုပ်ခိုင်းရတဲ့အခြေအနေတွေရှိတယ်ပေါ့နော်အကြောင်းမျိုးကြောင့်လောက်ရတဲ့အနေအထားရှိတယ်ဒီလိုမျိုးအခြေအနေမျိုးတွေမှာဆိုရင်ကျွန်တော်တို့ပုံမှန်အားဖြင့်ကိုကွန်ပျူတာကိုစောင့်ကြည့်နေတယ်ဘာတွေလုပ်သွားလဲကွန်ပျူတာဆိုတဲ့ဟာ screen ဆိုတဲ့အရာတွေကလေပြောမယ်ဆိုကိုယ့်ရဲ့ data တွေအလုပ်ခွင်မှာဆိုလုံးနဲ့ပတ်သက်တဲ့ data တွေနော်ကို personal ဆိုလဲ personal ပတ်သက်တဲ့ data တွေအများဆုံးရှိတဲ့နေရာပေါ့နော်အဲ့လိုမျိုးနေရာမျိုးမှာကျွန်တော်တို့ကဒီလူတိုင်းကိုကျွန်တော်ဆိုလိုခြင်းမဟုတ်ဘူးပေါ့နော်အများဆုံးကိုယ့်ရဲ့ဒီ full access ပေးလိုက်တဲ့လူကမတမန်လက်ထဲကိုရောက်သွားလို့ရှိရင်ကို data တွေပေါက်ကြားပြီးတော့ကိုဘယ်လောက်ဆုံးရှုံးရမလဲဆိုတာကိုပြောပြခြင်းဖြစ်ပါတယ်လူတိုင်းကိုကျွန်တော်ပြောခြင်းမဟုတ်ပါဘူးပေါ့နော်လူတိုင်းကိုကျွန်တော်ပြောပြတာမဟုတ်ဘူးအဲ့လိုမျိုးလုပ်လို့ရှိရင်သတိထားမယ့်အကြောင်းအရာလေးကိုအားလုံး sharing လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာဆိုကျွန်တော်တို့ပုံမှန်အဖြစ်ဆိုရင်ကျွန်တော်တို့ဒီမှာတစ်ဖက်လူကခေါ်လိုက်မယ်ကိုကနေပြီးတော့ကင်ပေးလိုက်မယ်ကိုကွန်ပျူတာကို full access ရသွားမယ်ဒါဆက်လုပ်လို့ရတယ်ပေါ့နော်ဆက်ပြီးတော့ဒါကိုယ့်ရဲ့ဒီ under control အောက်မှာပဲသူလုပ်နေလို့ရတယ်ပေါ့နော်ဒါပေမဲ့တချို့ကြတော့လို့မဟုတ်ပဲねပေါ့နော်ဒီကိုတခြားယုံကြည်စိတ်ချတာထားခဲ့တယ်ဒါပေမဲ့တစ်ဖက်လူကဘာလုပ်သွားလဲဆိုတော့ set password ဆိုတာလေးထည့်သွားတယ်ပေါ့နော် personal password ပေါ့နော် personal password ဆိုတာလေးကိုကိုကွန်ပျူတာတွေကိုထည့်သွားတဲ့အချိန်မှာနော်ဒီ application ကိုကဖွင့်ထားတဲ့အချိန်တိုင်းဟိုဘက်လူကလှမ်းပြီးတော့ကိုကွန်ပျူတာတွေကိုလှမ်းဝင်လို့ရနေမှာပေါ့နော်ဒါလေးရှိတယ်ပေါ့နော် set password ဆိုတာじゃဘာကြောင့်ထည့်ရလဲဆိုတော့တခါကျမှကျွန်တော်တို့ကကိုအိမ်မှာကြံခဲ့တဲ့ကွန်ပျူတာကိုလှမ်းပြီး control လုပ်ချင်တဲ့အချိန်မှာ access နှိပ်ပေးမဲ့လူမရှိတဲ့အချိန်မျိုးမှာဆိုရင်ဒီဘက်ကနေပြီးတော့ control လှမ်းလို့ရအောင်လုပ်ပေးထားတဲ့ feature လေးတစ်ခုပေါ့နော်အဲ့ဒါကိုတခြားဘက်မှာတော်လဲသုံးချမယ်ဆိုရင်ကို navigation နေနဲ့ပေါ့နော်ဘယ်လောက်ထိနစ်နာသွားလဲဆိုတာကိုပြသခြင်းဖြစ်ပါတယ်အဲ့ကြတော့ကျွန်တော်ဒီ set password တွေကိုမထားအောင်တခြားလူထားမသွားအောင်တေချာလေးကိုရဲ့ဒီ remote desktop application ကိုတေချာလေးစီစစ်ဖို့အားလုံးကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ကွန်ပျူတာနှလုံးကို remote desktop application ကိုသုံးပြီးတော့ချိန်ပြပါမယ်ဒီလိုကျွန်တော်တို့Ultra View ကိုကျွန်တော်သုံးလိုက်မယ်ပေါ့နော် Ultra View ကိုဖွင့်ထားလိုက်မယ်ပေါ့နော်ဒီဘက်လုံးလည်း Ultra View ကိုဖွင့်မယ်ပေါ့နော်ဒီမှာဒါတော့ကျွန်တော်ဒီလုံးရင် ID ပေါ့နော်ဒီခေါ်မယ်ဆိုရင်ဒီ ID ကိုသုံးပြီးတော့ခေါ်လို့ရတယ်ပေါ့နော်နောက်ဆိုကျွန်တော်ဒီဘက် desktop ဟာကိုဒီဘက် laptop ကနေကျွန်တော်ခေါ်ကြည့်ပါမယ်သူရဲ့ ID ပေါ့နော်သူရဲ့ ID လေးကိုကျွန်တော်အခုထည့်လိုက်ပါမယ်အဲဆိုရင်ဒီမှာဝင်သွားပြီပေါ့နော်ဒီမှာကျွန်တော်တို့ setting ထဲမှာထည့်ထားတဲ့ကြောင့်လို့ဒါwallpaper ကကျွန်တော်တို့ဒီလိုလေးလောက်ထားတော့ပိုကောင်းတယ်ပေါ့နော်ကိုသုံးနေကြ wallpaper မဟုတ်တော့ဘူးblack screen ဖြစ်သွားပြီဆိုရင်ဒါတိကျပေါက်ဒါဒီကိုရဲ့ကွန်ပျူတာဒီတခြားလူက control လုပ်နေတာပေါ့နော်အဲ့ဒါခုဆိုဒါကျွန်တော်ဒီဘက်လုံးအားဟာကိုဒီဘက်ကဟာနဲ့ control လုပ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာအကုန်လုံးဒီကနေလမ်းလုပ်လို့ရမယ်ပေါ့နော်ပေါ့နော်အကုန်လုံးဖွင့်လို့ရမယ်ပေါ့နော်ကျွန်တော်တို့ဒါ full set ပေးထားတဲ့ကြောင့်မလို့ရတာပေါ့နော်ဒါတော့ကျွန်တော်တို့က password ကိုထည့် user ID နဲ့ password ထည့်ပြီးမှဒီဘက်လုံးဝင်လို့ရတာပေါ့နော်ဒါတော့ကျွန်တော်တို့ပုံမှန်သမားရိုးကျသွားတဲ့ဒီ remote desktop application တွေရဲ့သမားရိုးကျသွားတဲ့ဒါလမ်းစဉ်လေးတစ်ခုပေါ့နော်အဟိုမှာပေါ့နော်သမားရိုးကျမဟုတ်ဖ ೇನೆ ကျွန်တော်တို့ဒီမှာဒီ custom password ဆိုတာလေးရှိတယ်ပေါ့နော်ဒီ custom password ထဲကိုမှသူလိုချင်တဲ့password ထည့်သွားရင်တော့ဒါ queue site တင်တယ်ပေါ့နော်ဒါကိုယ့်ဘက်ကခွင့်ပြုချက်ပါမှာရတယ်လောက်သွားเนาะကိုကတော့ခွင့်ပြုပေးခြင်းနဲ့ဘယ်ချိန်မီကို laptop ဝင်စေခြင်းတဲ့အခါမျိုးကိုခွင့်ပြုပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီ custom password တွေကိုကျွန်တော်တို့ password ရိုက်ခွင့်ပေးလိုက်ပေါ့เนาะပုံမှန်အဖြစ်ဆိုတော့ဒီထဲကိုမရိုက်တာတော့အကောင်းဆုံးပေါ့เนาะဒီမှာဆိုကျွန်တော်တို့ဒါကြာလာပြီပေါ့เนาะအဲဆိုရင်ကျွန်တော်တို့ထဲမှာဒါဆိုရင်ဘယ်ချိန်ဝင်ကိုဒီ application ကိုဒီထဲကိုဒါကျွန်တော်တို့ password သတ်မှတ်သွားပြီဆိုတာနဲ့ဒီလိုက်နဲ့တဲ့ဒါကျွန်တော်တို့သူဒီအချိန်မရွေးဝင်လို့ရသွားပြီပေါ့နော်အချိန်မရွေးသူကိုဒီ application ကိုအဓိကတစ်ခုရှိတာတော့ဒီ application ကိုဖွင့်ထားမှာပဲဝင်လို့ရမှာဖွင့်မထားဘူးဆိုရင်တော့တစ်ဖက်လူကpassword သိတယ်ဝင်လို့မရဘူးပေါ့နော်အဲ့ဒါတော့ရှိတယ်ပေါ့နော်အခုကဒါကျွန်တော်ဒီမှာဒီဟာကိုပိတ်လိုက်မယ်ပေါ့နော်ပြလိုက်မယ်ဒါ
ဒါဆိုကျွန်တော်တို့ဒီနှစ်ခုက link မဖြစ်တော့ဘူးပေါ့နော် link မဖြစ်တော့အဲ့ဒါကိုကျွန်တော်ခုနထည့်ခဲ့တဲ့ password အတိုင်းပဲကျွန်တော်ခုနဒီကကွန်ပျူတာရဲ့ user ID တည်တယ်အဲ့ဒါမလို့အဲ့ ID နဲ့ပဲခုနကျွန်တော်သတ်မှတ်ခဲ့တဲ့ password နဲ့ကျွန်တော်စဝင်ကြည့်မယ်ပေါ့နော်ဒီမှာဝင်လို့မရဘူးပေါ့နော်ဘာလို့ဝင်မရလဲဆိုရင်เนาะဒီမှာကျွန်တော်တို့ကခုနပြောတဲ့ Ultra Viewer ဆိုတဲ့ application ဖွင့်မှတ်ထားတဲ့အတွက်ကြောင့်မလို့ဝင်လို့မရဘူးဒါပေမဲ့ကိုကတစ်ချိန်ချိန်မှာရောင်ပြီးလို့များပေါ့နော်ဒီ Ultra Viewer ကိုများသွားပြီးတော့ဖွင့်ထားခဲ့ပြီလို့ရှိရင်ပေါ့နော်ဒီမှာသုံးတော့မသုံးဘူးဒါပေမဲ့လို့ဖွင့်ထားမိတာပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးပါဆိုကျွန်တော်ဒီဘက်ကနေလမ်းဝင်ကြည့်လိုက်မယ်ပေါ့နော်သူဒီ password နဲ့ဝင်တာမဟုတ်ဘူးเนาะကျွန်တော်ခုန set password personal password နဲ့ထားခဲ့တဲ့အလုပ်တိုင်းဝင်သွားတာဒါဆိုကျွန်တော်ဒီရဲ့ data တွေအားလုံးကျွန်တော်ဒီပုံမှာအကုန်လုံးလမ်းကြည့်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ set password ကမလိုအပ်ရင်မသုံးဖို့အနေရရှိတယ်ဆိုတဲ့အကြောင်းလေးကိုအားလုံးကိုသိအောင် sharing လုပ်ပြခြင်းဖြစ်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးကြအောင်ကျေးဇူးတင်ပါတယ်။ယနေ့ခေတ်မှာကျွန်တော်တို့ကဒီကွန်ပျူတာတွေသုံးလာတယ် ERP software တွေသုံးလာတော့လောကောင် POS software တွေသုံးလာတော့ကောင်ငွေကြေးစီမံခန့်ခွဲမှုအများစုကကျတော့ဒီကွန်ပျူတာတွေနဲ့ပဲလုပ်လာတာပေါ့နော်။click တစ်ချက်ခောက်လိုက်တာနဲ့ဆုံးရှုံးမှုတန်ဖိုးကများနိုင်ပါတယ်။အဲကြောင့်မလို့အားလုံးကိုဒီဗီဒီယိုလေးနဲ့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်။ Thank you ပါ